Jazz Poetry လို့ခေါ်တဲ့ Jazz Guitar နဲ့တွဲဖက်ထားတဲ့ကြပြရွတ်ဆိုပွဲကို City of Asylum Pittsburgh ရဲ့အစီအစဉ်နဲ့ Pennsylvania ပြည်နယ်က Pittsburgh မြို့မှာစက်တင်ဘာလ17ရက်နေ့ကကျင်းပသွားခဲ့ပါတယ်။ City of Asylum Pittsburgh provides sanctuary City of Asylum Pittsburgh အနေနဲ့ကဘာတဝန်းကအကြောင်းမျိုးစုံကြောင့်အမှုပညာဖန်တီးဖို့အခက်အခဲတွေရင်ဆိုင်တွေ့ကြုံနေရတဲ့စာရေးဆရာတွေဆရာမတွေကိုလွတ်လပ်အေးချမ်းစွာအမှုပညာဖန်တီးနိုင်ဖို့နေရာထိုင်ခင်းအပါအဝင်လိုအပ်တဲ့အကူအညီအားလုံးအတက်နိုင်ဆုံးဆောင်ရွက်ပေးပါတယ်။အရေးကြီးဆုံးကတော့တာမန်လူထုတွေရဲ့ဘဝကိုရေးသားလေးရှိတဲ့မြန်မာစာရေးဆရာမတဦးဖြစ်တဲ့ခက်မာလို့စာရေးသူတွေကိုလည်းသူရေးသားတဲ့စာပေတွေနဲ့ပတ်သက်ပြီးမြန်မာပြည်မှာရောအမေရိကမှာရောတကမ္ဘာလုံးကသိအောင်လုပ်ဖို့ပါနာမည်ကျော် Jazz ဂီတပညာရှင် Oliver Lake ဦးဆောင်တဲ့ဂီတပညာရှင်18ဦးက Jazz ဂီတကိုတီးမှုတ်ခဲ့ပြီး American တရုတ် Latin America မှာကြပြဆရာများအထူးဖိတ်ကြားထားတဲ့မြန်မာ Belarus New Zealand မှာကြပြဆရာမများနဲ့တွဲဖက်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။လေပြေရောနေချီပါဝင်ရောက်နိုင်တဲ့အိမ်တွေတဲ့ကျမလည်းအပါဝင်လူတိုင်းကိုနေစီချင်ပါတယ်။ဒီညကျမ essay လေးတစ်ပုဒ်ဖတ်မယ်ကြပြလေးတစ်ပုဒ်ဖတ်မယ်ပေါ့နော်ရွတ်မယ်ပေါ့ကျမဒီတကဘာလုံးမှာအကြောင်းမျိုးမျိုးနဲ့ဒုက္ခရောက်ပြီးညင်းညူငိုကြွေးနေတဲ့လူတွေကျမတို့မြင်နေကြားနေရတာပဲလေအဲ့ဒီလူတွေအတွက်ကျမအခုနေတဲ့အိမ်ချမ်းဝင်းထဲမှာပန်းပင်တွေကျမကိုယ်တိုင်စိုက်ပြီးတော့အဲ့ဒီပန်းတွေကိုကျမကိုယ်တိုင်ဖျားမှာကပ်ပြီးအဲ့ဒီလူတွေအားလုံးဒုက္ခအပေါင်းကနေကင်းဝေးပါစေဆိုတဲ့ဆုတောင်းတဲ့သဘောလေးပေါ့Jazz ဂီတနဲ့ကြပြရွတ်ပွဲမှာကြပြစာရေးဆရာမများဟာမိခင်ဘာသာစကားနဲ့ရွတ်ဆိုတာမို့ကြပြချစ်တဲ့ Pittsburgh မြို့ကန်တွေကြားမှာအထူးထင်ရှားတဲ့ကြပြရွတ်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ကြပြတွေဖတ်တဲ့အခါမှာကြပြရွတ်တဲ့အတန်ကိုလည်းကြားကျင်လာတယ်ဗျာ။တချင်းနားထောင်တဲ့အခါမှာလည်းဒီအတန်တွေဟာစိတ်ဝင်စားစရာကောင်းတယ်။ဒီလိုပါပဲကြပြရဲ့အတန်အနည်းအမြင့်ကဆွဲဆောင်မှုရှိတယ်။နားမလည်တဲ့ဘာသာစကားဆိုရင်တော့မှဘလို့အတန်ထွက်လဲဆိုတာကိုသိချင်ပါတယ်။အင်မတန်ကောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲဗျာ။ City of Asylum Pittsburgh အဖွဲ့ဟာ2004ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးမြန်မာပြည်မှာစာရေးဆရာမခက်မှာအပါအဝင်အခြားစာရေးဆရာ2ဦးလည်းဒီအစီအစဉ်မှာပါဝင်ခဲ့ပူးပါတယ်။အဖွဲ့ရဲ့အစီအစဉ်နဲ့ကျင်းပတဲ့ Jazz ဂီတကြပြရွတ်ပွဲကိုတော့စက်တင်ဘာလအတွင်းမှာနှစ်စဉ်ကျင်းပလေရှိပါတယ်ခင်ဗျာ။